ရှောင်းလင်တိုင်းပညာကိုသင်ယူဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူတယောက်ဟာဘာမှတွေးမနေတော့ပဲတင်တုံးသားကိုဆွဲကခေါင်းကိုပြောင်တလင်းခါအောင်ရိပ်ပစ်လိုက်ပါတယ်ပြီးတာနဲ့အမွှေးတိုင်အိုးကိုမှောက်ချလိုက်ပြီးပူပြင်းနေတဲ့အမွှေးတိုင်မီးပွားတွေပေါ်သူ့ခေါင်းကိုအတင်းဖိကပ်လိုက်ပါတယ်နာကျင်လွန်းလို့မျက်နှာတစ်ခုလုံးရှုံမဲ့နေပေမဲ့ကြားတယ်လို့ထင်တာကြောင့်အမွှေးတိုင်ထူကြီးနှစ်ချောင်းကိုယူပြီးသူ့ခေါင်းပေါ်ကိုဓာတ်ရိုက်ဖိချပစ်လိုက်ပါတယ်ဆူရှလုံးနဲ့နာကျင်မှုကြောင့်သူဟာဒူးထောက်ကျသွားခဲ့ရတဲ့နောက်ဆုံးမှာတော့ဦးကောင်းပေါ်မှာရဟန်းအမတ်သားအမာရွတ်တွေထင်ကြံရိပ်ခဲ့ပေမဲ့သူလည်းတတိလစ်မေ့မျောသွားခဲ့ပါတယ်၃ ရက်အကြာမှာတတိပြန်ရလာတော့သူဟာသင်္ကန်းဝတ်ထားတာကိုတွေ့လိုက်ရပါတယ်။ရှောင်းလင်ကျောင်းတော်ကသူ့ကိုလက်ခံလိုက်ပြီးအထင်နဲ့တုတ်တချောင်းကိုဆွဲပြီးလေ့ကျင့်ရေးကွင်းစီကိုထွက်လာခဲ့ပါတယ်။ကျောင်းတော်ဝင်းကျင်မှာဝန်ပလွေအုပ်တွေရဲ့ရန်ကအမြဲရှိနေတတ်တာကြောင့်ဘုန်းတော်ကြီးတွေဟာတုတ်တိုင်းနဲ့ဝန်ပလွေတွေကိုနှိမ်နင်းဖို့လေ့ကျင့်နေကြတာပါ။ဒါပေမဲ့သူတို့ရဲ့နီးစနစ်ကဝန်ပလွေတွေကိုတက်ပစ်ဖို့မဟုတ်ပဲခြေထောက်နဲ့သွားတွေကိုပဲအဓိကထားတိုက်ခိုက်တာပါ။သူကတော့ဒီနီလန်းဟာတောရိုင်းဝန်ပလွေတွေအတွက်အသုံးမဝင်ဘူးလို့တွေးခဲ့ပါတယ်။ဒါကြောင့်သူဟာဝန်ပလွေပုံစံတစ်သားအယုတ်ကိုအားပြင်းနဲ့ရိုက်ချလိုက်တာကြောင့်အယုတ်ဟာရိုက်ချက်အနှဲငယ်အတွင်းမှာပဲအပိုင်းပိုင်းပြတ်သွားပါတယ်။သူ့ရဲ့တိုင်းကွက်တွေထဲမှာရက်ဆက်ကြမ်းကြုတ်မှုတွေပါဝင်နေတာကိုမြင်လိုက်ရတဲ့အခါကျောင်းထိုင်ဆရာတော်ကြီးကသူ့ကိုရဟန်းဖြစ်ကနေလူဝစ်လဲခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူကတောရိုင်းဝန်ပလွေတွေကိုကင်တွယ်ရမှာနောက်ထပ်ရန်မပြုနိုင်အောင်အပြတ်တက်ပြရမှာပဲလို့ချက်ချင်းပြန်ငင်းပါတယ်။ဆရာတော်ကြီးကရဟန်းတစ်ပါးဆိုတာနှလုံးသားထဲမှာဂယုဏတရားရှိရတယ်လို့မိန့်ကြားရင်းတကယ်တုတ်တိုင်းပညာဆိုတာဘယ်လိုလဲဆိုတာကိုလက်တွေ့ပြသပါတော့တယ်ဆရာတော်ကြီးဟာကျွမ်းကျင်လာတဲ့တိုင်းကွက်တွေနဲ့ဝင်ပြီးလွေရဲ့ချဒီလက်တွေကိုချိုးနှိမ်လိုက်ပြီးပါးစပ်ကိုအကျဉ်းချင်းရိုက်ကဝင်ပြီးလွေရဲ့သွားတွေကိုဖယ်ရှားပစ်လိုက်ပါတယ်ဒီနီလန်းကဝင်ပူလွေရဲ့တိုက်ခိုက်နိုင်စွမ်းကိုပျောက်ကွယ်သွားစေပြီးလူတွေကိုလည်းထပ်မံအနေအမပြုနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူဟာရှောင်းလင်တိုင်းပညာရဲ့စစ်မှန်တဲ့အနှစ်သာရကိုနားလည်သွားပြီးကျောင်းတော်မှာဆက်နေခွင့်ပြုဖို့တောင်းပန်ပါတယ်ဆရာတော်ကြီးကသူ့ကိုအခွင့်အရေးတစ်ခုထပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါကတော့တစ်သားဝန်ပလွေဖြူဟာကိုဖြတ်ကျော်ရမှာဖြစ်ပြီးဝန်ပလွေရုပ်ရဲ့သွားတွေကိုပဲရိုက်ချိုးနိုင်ရပါမယ်ဆရာတော်ကြီးကတစ်သားဝန်ပလွေကိုထိန်းချုပ်ပြီးသူ့ရဲ့တိုက်ကွက်တွေကိုပိတ်ဆို့ထားသလိုအမီးနဲ့ခြေလက်တွေကလည်းပြန်လဲတိုက်ခိုက်နေတာကြောင့်သူဟာအမြဲတမ်းတတိကပ်နေရပါတယ်မလျှော့သောဇွဲနဲ့တိုက်ခိုင်ရင်နောက်ဆုံးမှာတော့ရှစ်ကွက်တုတ်တိုင်းရဲ့ဝေယမ်းတဲ့နီးစနစ်ကိုအသုံးပြုပြီးဝန်ပူလွေရဲ့အဆွဲတွေကိုပဲအောင်မြင်စွာရိုက်ချိုးနိုင်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အဆွဲကလွဲလို့တစ်သားအယုတ်ကြီးကတစုံတရာပျက်စီးသွားခြင်းမရှိပါဘူးဆရာတော်ကြီးလည်းကတိအတိုင်းသူ့ကိုရှောင်းလင်းကျောင်းမှာဆက်လက်လေ့ကျင့်ခွင့်ပေးလိုက်ပါတယ်မကြခင်မှာပဲသူ့ကိုတောင်ကုန်းနောက်ဖက်မှာတရားကျင့်ကြံဖို့တာဝန်ပေးခဲ့ပါတယ်သူဟာထူးခြားတဲ့တိုးတက်မှုတွေရှိလာပြီးတုတ်တိုင်းအသစ်တစ်ခုကိုတောင်ကိုယ်တိုင်တီထွင်နိုင်ခဲ့ပါတယ်တုတ်မှာနွယ်ပင်တွေကိုရစ်ပတ်ထားပြီးတပင်ချင်းစီကိုပြတ်မသွားအောင်တိုင်းကွက်နဲ့ဖြေလျှော့တဲ့နီလန်းကိုနေ့စဉ်ကျင့်ကြံခဲ့တယ်လို့ရေမျက်နှာပြင်ကိုတုတ်နဲ့အပြင်းပြင်းရိုက်ရင်ခန္ဓာကိုယ်ဟန်ချက်ညီအောင်လဲလေ့ကျင့်ခဲ့ပါတယ်မကြခင်မှာပဲသူ့ရဲ့တုတ်တိုင်းပညာဟာထိပ်တန်းအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့နေ့စဉ်နဲ့အမျှကြည်ကြံရတာဟာညှင်းငွေ့စရာကောင်းလာတာကြောင့်သူဟာမိသားစုကိုလွမ်းစီကြောင်းနဲ့အိမ်ပြန်ခြင်းကြောင်းဆရာတော်ကြီးကိုတွားလျှောက်ပါ